bus လေးရပါပြီရှင်။ခုလိုမျိုး self checking ဝင်ခြင်းအားသာချက်ကတော့ခုလိုမျိုးမှာသွားပြီးတော့တနက်စီစဉ်မလို့ပေါ့နော်။ကိုယ့်ရဲ့အချိန်ကုန်လက်တက်တာလည်းမြန်နဲ့လွယ်ကူပါတယ်ရှင်။အားလုံးပဲမင်္ဂလာပါ။ဒီဆိုတော့ချန်ကီလေးဆက်ရလို့ဆိုလို့ရှိရင်ခုလိုမျိုးကောင်းတာမှာသွားပြီးတော့တက်စီစဉ်မလို့ပဲနဲ့ကိုယ်တိုင်ဆက်မှဝင်ပြီးတော့လည်း checking လုပ်လို့ရပါတယ်ရှင်။ဒီနေ့ကတော့မြစ်စုကစင်ကာပူကနေပြီးတော့ဗီယက်နမ်ကိုသွားမှာဖြစ်တဲ့အတွက်မြစ်စုကဝယ်ထားတဲ့လေကြောင်းလိုင်းလက်မှတ်ရရှိတဲ့နေရာမှာလာပြီးတော့ counter မှာ self checking ဝင်မှာဖြစ်ပါတယ်ရှင်။အားလုံးမြစ်စုနဲ့တို့ step by step လုပ်လဲဆိုတာကိုလိုက်ကြည့်ကြပါဦးနော်။အခုလိုမျိုး self checking counter မှာသွားပြီးတော့လိုမျိုး temp စီချင်တဲ့လူတွေပြီးလို့ဆိုလို့ရှိရင် counter မှာသွားပြီးတော့ temp စီချင်တဲ့လူတွေစကားရမ်းမပြောချင်တဲ့လူတွေဆိုလို့ရှိရင်အခုလိုမျိုးဒီမှာ self checking ဝင်လို့ရပါတယ်ရှင်။အဲဆိုရင်မြစ်စုကကိုယ်မြစ်စုဝင်ထားတာ school ဖြစ်တဲ့အတွက်မြစ်စု school ကိုမိလိုက်ပါမယ်။ knowledge barဒါဆိုလို့ရှိရင်မြစ်စုက body pass ကိုယူမှာဖြစ်ပါတယ်ရှင်အဲ့အတွက်ဒါလေးကို check in for my flight ကိုနှိပ်လိုက်ပါမယ်ရှင် correction continue အဲဆိုရင်မြစ်စု passport scan ဖတ်လို့ရပါပြီObvious လို့ရှိရင်မြစ်စုတို့ flight ဝယ်ထားတဲ့ booking reference တွေကိုထည့်မှာဖြစ်ပါတယ်ရှင်။ဒါဆိုလို့ရှိရင်မြစ်စုတို့2ယောက်ဝယ်ထားတာဖြစ်တဲ့အတွက်2ယောက်စာပေါ်လာပါမယ်ရှင်။ပြီးရင်ဒီမှာကိုယ့်ရဲ့အတိအကျတဲ့အကုန်လုံးပါပါတယ်ဆိုရင်မြစ်စုတို့ဒီမှာ2ယောက်စာတစ်ခါလေး check in ဝင်လိုက်ပါမယ်ရှင်။ဒါဆိုလို့ရှိရင်မြစ်စုရဲ့ဒါနောက်ထပ်တစ်ယောက်ဝယ်ထားပြီးနောက်ထပ်တစ်ယောက်ကသူ့ passport scan လုပ်အောင်မှာဖြစ်ပါတယ်ရှင်။ခုဆိုလို့ရှိရင်ကိုနဲ့တူပါလာတဲ့လူကိုနောက်တစ်ယောက်တော့ကိုက scan ဖတ်ပြီးမှဖြစ်ပါတယ်ရှင်။ဒါဆိုလို့ရှိရင် scan ဖတ်လို့ပြီးပါပြီ။ဒီမှာသူပြထားတဲ့ပစ္စည်းတွေပါဆက်ချက်စစ်ပြီးတော့ကိုယ်မပါခဲ့ဘူးဆိုလို့ရှိရင် no I'm not ဆိုပြီးတော့ယူလိုက်လို့ရပါတယ်ရှင်။ဆိုရင်ခုတို့ boarding pass ကို print ထုတ်ပြီးနေပါပြီ။ဒါဆိုရင်ခုဆိုရင်မြစ်စုတို့ body pass လေးရပါပြီရှင်။ခုလိုမျိုး self checking ဝင်ခြင်းအားသာချက်ကတော့ခုလိုမျိုးသွားပြီးတော့ counter မှာသွားပြီးတော့တနက်စီစဉ်မလို့ပေါ့နော်။ကိုယ့်ရဲ့အချိန်ကုန်လက်တက်တာလည်းမြန်နဲ့လွယ်ကူပါတယ်ရှင်။အားလုံးပဲစီစဉ်ကြပါလို့ရှင်။